ဒီနေ့မှာတော့ရွာတရွာကတနာစရာရောခြောက်ချားစရာရောကောင်းတဲ့ဇလန်လေးတစ်ပုဒ်ကိုပြောပြအောင်မယ်ခင်ဗျ။နယ်ဘက်ကြီးလက်တော်ရွာတွေရဲ့ဘဝကအင်မတန်မှအေးချမ်းပြီးလွယ်ကူရိုးရှင်းတဲ့ဘဝလို့အများစုကဆိုကြပါတယ်။မနေ့ရောက်လို့ကြက်တုံတန်ကြားရပြီဆိုအိမ်ရှင်မတွေကထထမင်းအိုးတဲပါပြီ။ရွာသူရွာသားတွေကလည်းတဘာဝကရတဲ့အသားငါဟင်းရွက်တွေစားပြီးဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းနေထိုင်ခဲ့ကြပါတယ်။မနက်ဆိုလေတဲ့သွားစရာရှိတဲ့သူကသွားကိုယ့်အိမ်မကိုလှုပ်စရာရှိတဲ့သူကလှုပ်ပေါ့ဗျာဟဲ့စိုးမို့ဘယ်သွားမလို့တော့ အမေရလေဗျာဘဲတော့ပေါ့ အေးနေလဲတနေ့တနေ့ဟိုတဝေထိုးဒီတဝေထိုးအလောက်လည်းမင်းမရရမရှိဒီကလေးနဲ့ငါရှင်မောတယ်ကွယ် ဟွန်းဒီရက်သွားတော့ထားပဲကောင်းတယ်စိတ်ရှုပ်စရာကွာဒီခွေးလမ်းမှာလာရှုပ်နေဒီကလေးနဲ့ကိုယ့်ကိုပြန်ပြီးမလုံနိုင်တဲ့တရဝါလေးကိုညှဉ်းပန်းနှိပ်စက်နေရဲ့တနေ့တော့ကန်ကန်ရဲ့အကျိုးဝစ်ကျွေးတွေပြန်ခံရတော့မှာပဲအမေမြင်ရောက်နေပြီသားရေ စိုးမိုးတယောက်ကမနက်ဆိုအရက်လေးတမျှမျှနဲ့အရက်ဝိုင်းသွားတောက်လိုက်အလေးလိုက်လိုက်နဲ့ဘဝကိုကုံဆုံးနေတဲ့သူဖြစ်ပါတယ်တင်းတင်းဆိုတဲ့မိန်းကလေးဟာတော့ရွာမှာလှလဲလှလိမ်မာတဲ့မိန်းကလေးတယောက်ဖြစ်ပြီးအဖေနဲ့မောင်လေးနဲ့အတူနေတယ်ဗျစိုးမိုးတို့အိမ်နဲ့တင်းတင်းတို့အိမ်ကကပ်ရက်ဖြစ်ပါတယ်ငငယ်လေးကလေးကစိုးမိုးကတင်းတင်းကိုကြိတ်သဘောကျနေခဲ့တာပါတင်းတင်းကအဖေအိုကြီးရဲ့စကားကိုလည်းနားထောင်တဲ့သမီးလိမ်မာတယောက်ပေါ့ဗျာဟဲ့တငယ်ချင်းတို့ဒီနေ့ပြင်းမှုကောင်းလိုက်တာနော်ဒါဆိုငါတို့မှုသွားနှုတ်ကြမယ်နိအိမ်မြနဲ့ဆန္ဒကတင်းတင်းရဲ့အခင်ဆုံးတငယ်ချင်း2ယောက်ဖြစ်ပြီး3ယောက်သားတောထဲကိုမှုသွားနှုတ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်သူတို့3ယောက်ပိုရှာသွားတဲ့လမ်းမှာစိုးမိုးတို့အရက်ဝိုင်းကိုဖြတ်သွားခဲ့ရတယ်ဗျမင်းမလားလေးတို့ဘယ်သွားကြမလို့တော့မှုသွားရှာမလို့ပါရှင်အင်းမဒါဆိုလည်းနေမဝင်ခင်တော့ပြန်လာကြနော်မဟုတ်ရင်အန်ဒီရများတယ်ဟုတ်ကဲ့ပါရှင်တင်းတင်းတို့ထွက်သွားတဲ့ဘက်ကိုစိုးမိုးကမြစ်တော်မခတ်လိုက်ကြည့်ပြီးမတ်တက်ထရက်ခဲ့ပါတယ်စိုးမိုးဟေ့အောင်မင်းကဘယ်သွားမလို့လဲအမီးသွားရှာမလို့လေအေးအဲ့ဒါလည်းကောင်းသားပဲကြက်သွားဖမ်းမလို့လားမင်းကဟေးဟုတ်တယ်ကင်မီသားဝယ်လိုက်9000လောက်ဆိုရပြီကွာအလုံးရှုပ်ခန်းနေသေးတယ်ပတ်စံအပိုးကုန်နဲ့ငါသွားဖမ်းခဲ့မယ်အေးစီငါတို့လူစုခွဲပြီးရှာရအောင်ဒါမှပိုများများရမှာနေရဟိုဘက်ငါးတီဘက်အေးပြီးဒီနေရာမှာပဲပြန်ဆောင်ကြမယ်နော်ဒီလိုနဲ့တင်းတင်းတို့မှုရှားနေကြတာနာရီအတော်ကြားသွားခဲ့ပါတယ်ဟဲ့နေရောက်နေရကြပြီလားအမလီတမေတမောပါပဲဟဲ့တင်းတင်းရောတွေးမိသေးလားငါမမြင်မိသေးဘူးတင်းတင်းတယောက်တည်းမှုရှားနေတဲ့အချိန်စိုးမိုးရောက်လာပြီးမကောင်းကြံစီခဲ့ပါတယ်စိုးမို့နေတရောဘာလာလောက်တာလဲဘာရမဟုတ်ပါဘူးဒါနဲ့တင်းတင်းငါတောင်းပန်ပါတယ်နော်ဟာဒီစိတ်ထိတင်းတင်းထွက်မလာသေးပါလားဒါမှမဟုတ်သူအိမ်ပြန်သွားပြီလားနေဝင်တော့မှဆိုတော့ငါတို့လည်းပြန်ရအောင်လေဒီမှာဆက်နေလို့မကောင်းအိမ်မြနဲ့ဆန္ဒတို့တင်းတင်းကိုနာရီအတော်ကြာစောင့်ပြီးထွက်မလာတဲ့အစုံအိမ်ပြန်မှုဆုံးဖြတ်လိုက်ပါတယ်သူတို့ထင်လိုက်တာကတင်းတင်းအိမ်အရင်ပြန်သွားတာဖြစ်နိုင်တယ်လို့ပါ
ဒါကြောင့်တင်းတင်းအိမ်ဘက်ကိုသူမတို့အတူတွားကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲနောက်အိမ်ရှိမှာတင်းတင်းရဲ့အဖေကချမ်းစီကိုထွက်ပြေးနေတာတွေ့တော့အကိုက်ပဲဖြစ်သွားခဲ့တယ်ဗျ။ ဟဲဟိုမှာတင်းတင်းဖေပဲတင်းတင်းပြန်ရောက်ပြီလားမေးကြည့်ရမယ်ဦးလေးတင်းတင်းပြန်ရောက်ပြီလားယင် တင်းတင်းဟာသမီးတို့နဲ့အတူတူထွက်သွားကြတာမဟုတ်လား ထွက်တာတော့အတူတူပဲဦးလေးတမီးတို့လူစုခွဲပြီးမှုရှာကြတာခုတိမတွေ့တော့သူအိမ်ပြန်သွားပြီထင်နေတာ အေးပါ तू လမ်းပြောင်းနေတာတော့မဟုတ်တော့ပါဘူး तू ပြန်လာနေတော့ပြီထင်တယ်စောင့်ကြည့်အောင်ပါပါ အဲ့လိုပဲဖြစ်မှာပါဦးလေးစိတ်ရမ်းမပူနဲ့နော်ဦးလေး အေး တင်းတင်းအဖေတယောက်သူ့သမီးပြန်အလာကိုစောင်းရင်းနဲ့ချမ်းစီကိုပြင်းနေခဲ့ပါတယ်။ဒါပေမဲ့နိုင်အတော်ကြာတဲ့အထိသူ့သမီးအရေးအယောင်တော့မမြင်ရသေးပါဘူး အေးငါသမီးလေးပြန်မရောက်သေးပါလားဒီအချိန်လောက်ဆိုပြန်ရောက်တင်နေပြီတခုခုဖြစ်နေပြီလားမသိထွက်ရှာအောင်ပါသမီးအေးမြရေအေးမြ ဟုတ်ဦးလေးတင်းတင်းပြန်လာပြီလား မလာသေးပါဘူးသမီးရေဦးလေးစိတ်ပူနေလို့သမီးတို့မိုးသွားရှာတဲ့နေအောင်ဦးလေးကိုတစ်ချက်လိုက်ပို့ပေးပါလား ။တင်းတင်းအဖေဦးအောင်မျိုးဟာသူ့သမီးတငယ်ချင်းနှစ်ယောက်ကိုခေါ်ပြီးသူတို့မှုရှာခဲ့တဲ့တောဆက်နားကိုတွားခဲ့ကြပါတယ်။လက်ခုလက်မှာစိုးမိုးနဲ့တွားဆုံခဲ့တယ်ဗျ။အဲ့ဒါနဲ့စိုးမိုးကိုတင်းတင်းပျောက်သွားလို့တွေ့မိသေးလားလို့အေးမြမေးလိုက်ပါတယ် ဟဲ့စိုးမို့နေတင်းတင်းကိုဒီနားမှာတွေ့မိသေးလား ဟေးငါမတွေ့မိဘူးနင်တို့ဘလို့ဖြစ်ကြတာလဲ ငါတို့မုံနောက်ပြီးအိမ်ပြန်ရောက်တာကြားတဲ့အထိတင်းတင်းပြန်မလာသေးလို့လိုက်ရှာနေရဟာ အော်အေးဒါဆိုငါလည်းကူရှာပေးမယ်နိ ။စိုးမိုးတယောက်တင်းတင်းကိုရှာဖို့အတွက်အေးမြတို့အုပ်စုနဲ့လိုက်သွားခဲ့ပါတယ် ငါတို့စုသွားနေတာထက်လူစုခွဲရှာရအောင်နိ အေးအဲ့ကြံကောင်းတာပဲတင်းတင်းရေတငယ်ချင်းနေပါမလဲတင်းတင်းတငယ်ချင်းရေငါတန်ကြလား ။စိုးမိုးတယောက်ကတော့အေးမြနောက်လိုက်ပြီးတင်းတင်းကိုကူရှာပေးခြင်းအောင်စောင်းနေခဲ့ပါတယ်။စိုးမိုးဟာသူမကောင်းကြံခဲ့တဲ့တင်းတင်းအလောင်းကဒီနားမှာမရှိတော့သူအတော်လေးလန့်သွားခဲ့ပါတယ် ရှာတာလည်းနှံ့နေပြီအခုထိကိုမတွေ့နိုင်သေးဘူးခတ်တော့ခတ်နေပြီကွာ ဦးလေးအเจ้าမြင့်စရာစီကိုမေးကြည့်ပါလား အေးသမီးအကြံကောင်းတယ်လာသွားမေးရအောင် ။အေးမြတို့၄ယောက်တင်းတင်းကိုရှာမတွေ့တဲ့အစုံအကြအမင်းဆရာစီသွားမေးဖို့ရွာထဲစီပြန်လာခဲ့ကြပါတယ်။သူတို့တငယ်ချင်းတင်းတင်းတယောက်တေသွားပြီလားအသက်ရှင်နေသေးလားဘယ်ရောက်နေလဲဆိုတာသိရဖို့အကြအမင်းဆရာစီသွားမေးခဲ့ကြတယ်ဗျ။ ဆရာကြီးကျွန်တော်သမီးလေးတင်းတင်းပြောင်းနေလို့လေအာယုံခမ်းပေးပါအောင်နော်တင်းတင်းကအခုသေးသွားပြီကွာ ဆရာရဲ့ညနေရမှာမှုန်နှုတ်နေသေးရဲ့ဘလို့ဖြစ်ရတာလဲရှင် အဲ့ဒါတော့ဆရာလည်းအသေးချာမပြောတတ်ဘူးဒါပေမဲ့တင်းတင်းရဲ့ဝိညာဉ်ကအခုထိမကြွသေးဘူးသူ့ကိုမကောင်းကြတဲ့သူကိုလက်စားချေဦးမှာဟုတ်လားဘလို့ဖြစ်နိုင်မှာလဲဆရာရဲ့တကယ်ကိုစိတ်မကောင်းစရာပဲတင်းတင်းတနာပါတယ် စိုးမိုးတယောက်တင်းတင်းအလောင်းပစ်ခဲ့တဲ့နေရာကိုညာရီမို့ချို့အချိန်ကြာမှတေချအောင်ထပ်သွားရှာခဲ့ပါတယ် ပြောတော့ဆရာကတင်းတင်းကမကြွသေးဘူးဆိုလက်စားချေမှာဘာညာနဲ့ခြောက်နေသေးတယ်အခုတော့သူ့အလောင်းတောင်ရှာမတွေ့ဘူး ငါနဲ့တူနာနေပါနော်ငါတယောက်တည်းကြောက်လို့ပါ ဘသူ့အတန်လေးဟာမဟုတ်မှလွဲရောနင်း ငါနဲ့တူလာနေပါနော်နော်ငါတယောက်တည်းကြောက်လို့ပါ ငါတောင်းပန်ပါတယ်ငါကြောက်ပါပြီငါ့ကိုဘာမှမလုပ်ပါနဲ့နော် ငါနဲ့တူလာနေပါနော်ငါတယောက်တည်းကြောက်လို့ပါဟာ အခုချက်ချင်းရလိုက်ပါငါဝင်ခံပါတယ်ငါမပါပြီငါတောင်းပန်ပါတယ်နော်ငါတောင်းပန်ပါတယ်ဟာ မ
နက်ရောက်တော့တင်းတင်းအလောင်းကိုထပ်ရှာဖို့ဥအောင်မျိုးတို့ထွက်လာခဲ့ကြပါတယ် ဒေါ်စင်းရေစိုးမိုးတယောက်ဘယ်ပြောင်းနေလဲဗျ သူမနှင်းညနေရခုထိအိမ်ပြန်မလာသေးဘူးအောင်မျိုးရဲ့ ကျွန်တော်တို့ဒေါ်စံနောင်သမီးလေးပြောက်သွားတာထပ်သွားရှာမလို့ဗျ အေးကွယ် အဲလိုနဲ့ရွာသားအများစုကတင်းတင်းအဖေနဲ့တအုပ်ကြီးရှာဖို့ထွက်လာခဲ့ကြပါတယ်ငါလည်းစောက်ပါအောင်ဟာစိုးမိုးကဒီမှာဘာလို့လာအိတ်နေရပါလဲ ဟေ့အိတ်နေတာမဟုတ်ဘူးသေးနေတာကွာအခုမှသဘောပေါက်သွားတယ်လက်ဆက်သက်တော့ဟိုဆရာပြောတဲ့လက်စားချေမဲဆိုတာဒီလိုဖြစ်နေတာ哦 ဟုတ်ကဲ့ဇလန်လေးကောက်ဒီလောက်ပါပဲခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ